အားလုံးပဲမင်္ဂလာပါสวัสดีครับทุกคนကျွန်တော်တို့ကိုချမ်းပါခင်ဗျာချမ်းချမ်းအောင်လို့လက်မှတ်ထားလို့ရပါတယ်ထိုင်းစာအရေးအဖက်သင်ခန်းစာအခန်းလေးအပိုင်း6ကနေပြီးတော့ကြိုဆိုပါတယ်ခင်ဗျာအခုဒီသင်ခန်းစာဗီဒီယိုမှာတော့အရှိမလေ့လာခဲ့ပြီးသားဖြစ်တဲ့အတန်ရှင်အတန်စရာနဲ့အတန်သေးအတန်စရာတို့ကိုပေါင်းထားတဲ့အတန်စရာပေါင်းချုပ်ကိုလေ့လာကြရမှာဖြစ်ပါတယ်ခင်ဗျထိုင်းဘာသာစကားတစ်ခုလုံးမှာအသုံးပြုနေတဲ့အတန်ထွက်မှန်သမျှသည်အခုကျွန်တော်မျှဝေမဲ့အတန်စရာပေါင်းချုပ်ကနေပြီးတော့တတန်မှပြေးလို့မလွတ်ပါဘူးအတန်စရာပေါင်းချုပ်မှာပါတဲ့အတန်မှန်သမျှသည်ထိုင်းဘာသာစကားတစ်ခုလုံးမှာအသုံးပြုနေတဲ့အတန်တွေပဲဖြစ်ပါတယ်ဒါကြောင့်ဒီအတန်စရာပေါင်းချုပ်ကိုကောင်းကောင်းနားလည်သွားမယ်ဆိုလို့ရှိရင်စာလုံးတစ်လုံးကိုဖတ်တဲ့အခါမှာဒါကအလဲတန်ကြီးလားအမြင့်တန်ကြီးလားအနိမ့်တန်ကြီးလားတန်တိုတရလားတန်ရှည်တရလားအသက်သေးလားအသက်ရှင်လားဒါတွေကိုကောင်းကောင်းနားလည်မယ်ဆိုလို့ရှိရင်အတန်ပေါင်းချုပ်ဇယားနဲ့ချိတ်ဆက်ပြီးတော့ဒီစကားလုံးကိုဘယ်လိုအတန်ထွက်ရမလဲဆိုတာကိုကောင်းကောင်းနားလည်သဘောပေါက်သွားမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်အခုရှင်းပြမယ်အတန်ပေါင်းချုပ်ဇယားကိုမိမိဘာသာအလွတ်တိဆောက်နိုင်တဲ့အထိလေ့ကျင့်ထားသင့်ပါတယ်ခင်ဗျာအားလုံးပဲအစဉ်သင့်ဖြစ်ပြီဆိုလို့ရှိရင်သင်ခန်းစာလေးကိုစလိုက်ရအောင်နော်တတိပေးနေကြအတိုင်းပဲပေါ့နော်တကယ်လို့သင်ခန်းစာအသစ်တွေကိုစတင်လေ့လာတော့မယ်ဆိုလို့ရှိရင်လေ့လာခဲ့ပြီးသားသင်ခန်းစာအဟောင်းတွေကိုလည်းပြန်နှွေးဖို့မမေ့စေချင်ပါဘူးအရှိကသင်အနောက်ကမေ့မဖြစ်အောင်လို့ဂရုစိုက်ကြပါခင်ဗျာဒီအတန်ပေါင်းချုပ်ဇယားကိုတော့ကျွန်တော်တို့အားလုံးသိတဲ့เสียงสามัญเสียงเอกเสียงโทเสียงตรีเสียงจัตวาဆိုတဲ့အတန်၅တန်နဲ့ပဲတည်ဆောက်ထားတာဖြစ်ပါတယ်စရုပ်ဝรรณยุกต์ของคำเป็นคำตายအတန်ဒီအတန်ရှင်တို့ရဲ့အတန်စရာပေါင်းချုပ်ဖြစ်ပါတယ် Summary of tones of life and death labels အတန်ဒီအတန်ရှင်တို့ရဲ့အတန်ထုံးပေါင်းချုပ်ဇယားလေးကိုစတင်ပြီးတော့လေ့လာကြရအောင်ဇယားမှာခုနကပြောတဲ့အတန်၅တန်ခွဲခြားထားပါတယ်ဇယားကိုစပြီးတော့တည်ဆောက်တော့မယ်ဆိုလို့ရှိရင်ဒီအတန်၅တန်နေပြီးတော့စပြီးတော့တည်ဆောက်ကြရမှာဖြစ်တယ်ပြီးရင်ပြီးအနေနဲ့ကြတော့အလဲတန်ပြီးอักษรกลางအမြင့်တန်ပြီးอักษรสูงအနိမ့်တန်ပြီးอักษรต่ำဆိုပြီးတော့ဒီအမျိုးအစား၃မျိုးကိုအစဉ်လိုက်ခြာရေးရပါမယ်อักษรกลางဆိုတဲ့အလဲတန်ပြီးမှာဘယ်သူတွေပါမလဲဆိုတော့အလဲတန်ပြီးနဲ့တန်ရှည်တရပြီးရင်အလဲတန်ပြီးတန်ရှည်တရနဲ့အသက်ရှင်ပြီးတော့အလဲတန်ပြီးနဲ့တန်တိုတရအလဲတန်ပြီးတန်တိုတရအသက်သေးအလဲတန်ပြီးတန်ရှည်တရအသက်သေးဆိုပြီးတော့အဆင့်၅ဆင့်လေ့လာကြမှာဖြစ်ပါတယ်အလဲတန်ပြီးနဲ့တန်ရှည်တရဆိုလို့ရှိရင်တော့အတန်၅တန်လုံးထွက်လို့ရပါတယ်ကာ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 အလဲတန်ပြီးဖြစ်တဲ့အတွက်ကြောင့်ထည့်ထားတဲ့လက္ခဏာနဲ့ထွက်ရမယ့်အတန်တွေကလည်းကိုက်ညီမှုရှိတယ်ไม้เอกဆိုလို့ရှိရင်เสียงเอกไม้โทเสียงโทไม้ตรีเสียงตรีไม้จัตวาเสียงจัตวาထွက်မယ်နောက်တစ်ခါအလဲတန်ပြီးတန်ရှည်တရကိုအသက်ရှင်ထည့်မယ်ဒီနေရာမှာအသက်ရှင်ကနိုနူမော်မာယော်ရက်နဲ့ဝေါ်ဝဲန်ကိုလည်းလာပြီးတော့ထည့်လို့ရတယ်အသက်ရှင်ထည့်ရမယ်ဆိုလို့ရှိရင်လည်းပဲဒီအတန်၅တန်ကအပြောင်းလဲမရှိပါဘူးไม้เอกไม้โทไม้ตรีไม้จัตวาဒီเสียงเอกเสียงโทเสียงตรีเสียงจัตวาဆိုပြီးတော့အမှန်အတိုင်းပဲထွက်မှာဖြစ်ပါတယ်กออางอกัง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 နောက်တစ်ဆင့်မှာတော့အလဲတန်ပြီးကိုတန်တိုတရပေါင်းမှာဖြစ်ပါတယ်ဒီနေရာမှာစဉ်းစားစရာရှိတယ်အလဲတန်ပြီးတန်ရှည်တရအလဲတန်ပြီးနဲ့တန်တိုတရအလဲတန်ပြီးတန်ရှည်တရအသက်ရှင်ဆိုပြီးတော့ပါတယ်ဒီကြားထဲကတရကိုပြောင်းပြီးတော့အလဲတန်ပြီးတန်တိုတရအသက်ရှင်ဆိုလို့ရှိရင်ရောဒီလိုစဉ်းစားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအသက်ပိုင်အသက်ကိုပဲကြည့်စရာလိုတာဖြစ်ပါတယ်တကယ်လို့အသက်ကအရှင်ဖြစ်နေတယ်ဆိုလို့ရှိရင်စကလုံးတစ်လုံးလုံးစကလုံးတစ်လုံးလုံးကအတန်ရှင်ဖြစ်ပါတယ်အတန်ရှင်ဆိုလို့ရှိရင်အတန်ရှင်အတိုင်းပဲကျွန်တော်တို့၅တန်ထွက်စရာလိုပါတယ်တကယ်လို့ဂျားထဲမှာတရကအတန်တူဖြစ်နေပေမဲ့လည်းအနောက်ကအသက်ကအသက်ရှင်ဖြစ်နေတယ်ဆိုလို့ရှိရင်တစ်လုံးလုံးရဲ့အတန်ကအတန်ရှင်ပဲဖြစ်ပါတယ်တရကပဲအချိန်မှာကြည့်မလဲဆိုလို့ရှိရင်အသက်မပါတဲ့အခါမှာကြည့်မယ်အသက်ပါရင်တော့ကျွန်တော်တို့အသက်ကိုပဲကြည့်ရမှာဖြစ်ပါတယ်တစ်ချက်တော့ရှိတယ်တကယ်လို့အတန်သေးမှာဆိုလို့ရှိရင်တော့အလဲမှာတန်ရှည်သားလို့ပြောင်းသွားတဲ့အခါကျရင်အတန်သေးကြရင်သူကအတန်နှစ်တန်ထွက်သွားတာတော့ရှိတယ်ဒါလေးကိုတော့ကျွန်တော်တို့ကထူးခြားချက်အနေနဲ့မှတ်ထားရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အလဲတန်ပြီးတန်ရှည်သားအလဲတန်ပြီးတန်ရှည်သားနဲ့အသက်ရှင်နှစ်ခုလေ့လာပြီးသွားတဲ့အခါမှာအလဲတန်ပြီးနဲ့တန်တိုသားကိုလေ့လာကြရအောင်အလဲတန်ပြီးနဲ့တန်တိုသားဆိုလို့ရှိရင်အတန်သေးဖြစ်သွားပါပြီအတန်သေးမှာအလဲတန်ပြီးနဲ့တန်တိုသားဆိုလို့ရှိရင်အတန်နှစ်တန်ထွက်လို့ရပါတယ်ကောကဆိုလို့ရှိရင်เสียงเอกဖြစ်ပြီးတော့ကောကမိုက်တရီကဆိုလို့ရှိရင်တော့เสียงตรีဖြစ်ပါတယ်အတန်နှစ်တန်ပဲထွက်လို့ရမယ်နောက်တစ်ခါအလဲတန်ပြီးတန်တိုတရပြီးတော့အသက်တည်ထည့်လိုက်တဲ့အခါမှာတော့အတန်ကတတန်ပဲကျန်တယ်အဲ့ဒါတော့เสียงเอกဖြစ်ပါတယ်ကောဒေါကเสียงเอกဖြစ်ပါတယ်ကောဒေါကအဲ့ဒါပြီးရင်အလဲကတရကိုပြောင်းမယ်တန်ရှည်တရပြန်ပြောင်းလိုက်မယ်အလဲကတရကိုတန်ရှည်တရပြန်ပြောင်းပြီးတော့ပေါင်းမယ်ဆိုရင်
กออาดอกาดเสียงเอกเนี่ยกออาดอกาดไม้ตรีกาดเสียงตรีဆိုပြီးတော့အတန်နှစ်တန်ပြန်ဖြစ်သွားပါတယ်ဒါကတော့အလေတန်ပြီးအတွက်အတန်စရာပေါင်းချုပ်ဖြစ်ပါတယ်နောက်တစ်ခုကတော့အမြင့်တန်ပြီးအတွက်ဖြစ်ပါတယ်အမြင့်တန်ပြီးကငကိုတွေကငကိုကမှအတန်၅တန်စလုံးထွက်လို့မရတဲ့ပြီးဖြစ်ပါတယ်သူ့မှာထွက်စရာအတန်၃တန်ပဲရှိပါတယ်အဲ့ဒါကတော့မိုင်းအိတ်ထဲမယ်ဆိုလို့ရှိရင်เสียงเอกထွက်မယ်မိုင်းထိုထဲမယ်ဆိုလို့ရှိရင်เสียงထိုထွက်မယ်ဒါပေမဲ့ဘာလက္ခဏာမှမထည့်ရင်တော့เสียงจตวาထွက်မှာဖြစ်ပါတယ်เสียงจตวาထွက်မှာဖြစ်တဲ့အတွက်တကယ်တမ်းကျတော့ဒီခေါ်အားခါဆိုတဲ့စကားလုံးကเสียงจตวาရဲ့အောက်မှာจตวาဆိုတဲ့အတန်ရဲ့အောက်မှာရှင်းသင်ပါတယ်သူကတော့ဒီမှာလာပြီးတော့ရေးထားတယ်လက္ခဏာမပါဘူးဆိုပြီးတော့ရေးထားတာဖြစ်တယ်တကယ်တမ်းကျတော့ခေါ်အားခါကိုဒီအနောက်မှာရေးသင်တယ်ဒါမှသာလျှင်အတန်နဲ့ကိုင်းညီမှုရှိမှာဖြစ်တယ်နော်ဆိုတော့ခေါ်အားခါမိုက်เอกခါခေါ်အားခါမိုက်ထိုခါပြီးရင်ဒီဘက်ကခေါ်အားခါ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 အနိဒံပြီးเสียงเอกเสียงโทနဲ့เสียงจตวาဖြစ်ပါတယ်နောက်တစ်ခါအမြင့်တန်ပြီးတန်ရှိတရနဲ့အသက်ရှင်ဆိုလို့ရှိရင်လည်းပဲအတန်မပြောင်းလဲပါဘူးခေါ်အားငေါขังไม้เอกขังခေါ်အားငေါขังไม้โทขังပြီးရင်เสียงจตวาရဲ့အောက်မှာခေါ်အားငေါขังဒီခေါ်အားငေါขังကเสียงจตวาရဲ့အောက်မှာရှိတင်တယ်ဘာလို့လဲဆိုတော့အမြင့်တန်ပြီးဒီဘာလက္ခဏာမှမထည့်ဘူးဆိုလို့ရှိရင်เสียงจตวาထွက်ရမှာဖြစ်လို့ဖြစ်ပါတယ်ဟုတ်ပြီဒါကတော့အတန်ရှင်အတွက်နှစ်ကြောင်းဖြစ်ပါတယ်နောက်ထပ်ကကြတော့အတန်သေးဖြစ်ပါတယ်အတန်သေးဆိုလို့ရှိရင်တော့အတန်ကတတန်ပဲထွက်လို့ရတယ်အဲ့ဒါကတော့เสียงเอกဖြစ်ပါတယ်ကြည့်အောင်နော်ခေါ်อะခအမြင့်တန်ပြီးတန်တိုတရခေါ်อะခเสียงเอกတတန်ပဲထွက်တယ်အမြင့်တန်ပြီးတန်တိုတရနဲ့အတက်သေးခေါ်อะดอขัดเสียงเอกတတန်ပဲထွက်တယ်အမြင့်တန်ပြီးတန်ရှည်တရနဲ့အတက်သေးခေါ်อะดอขาดเสียงเอกတတန်ပဲထွက်တယ်ဒါပေမဲ့အတန်ကတော့ขาดနည်းနည်းလေးရှည်သွားပါတယ်ဒါကတော့အမြင့်တန်ပြီးရဲ့အတန်စရာပေါင်းချုပ်ဖြစ်ပါတယ်နောက်တစ်ခုကတော့အနိတန်ပြီးဖြစ်ပါတယ်အနိတန်ပြီးရလည်းပဲအတန်၅တန်စလုံးထွက်လို့မရပဲအတန်၃တန်သာထွက်လို့ရတဲ့ပြီးဖြစ်ပါတယ်နောက်တစ်ခုအနိတန်ပြီးရဲ့ထူးခြားချက်ကမိုင်းเอกထဲမယ်ဆိုရင်เสียงโทထွက်ပြီးတော့မိုင်းโทထဲမယ်ဆိုရင်เสียงตรีထွက်ပါတယ်တကွက်ကြော်ပြီးတော့အတန်ထွက်ရတဲ့ပြီးဖြစ်ပါတယ်ဘာလက္ခဏာမှမထည့်ရင်တော့အလေတန်ပြီးနဲ့အတူတူပဲเสียงสามัญထွက်ရမှာဖြစ်ပါတယ်ခင်ဗျာခေါ်อาคาခေါ်อาคาခေါ်อาคาไม้เอกค่าခေါ်อาคาไม้เอกค่าเสียงโทထွက်ရမှာဖြစ်တယ်နောက်တစ်ခုไม้โทထဲမယ်ခေါ်อาคาไม้โทขาခေါ်อาคาไม้โทขาเสียงตรีထွက်ရမှာဖြစ်တယ်ခေါ်อาคาไม้โทขาနောက်တစ်ခါအနိတန်ပြီးတန်ရှည်တရနဲ့အသက်ရှင်ဖြစ်ပါတယ်ခေါ်အာငေါခံခေါ်အာငေါခံไม้เอกขังခေါ်အာငေါခံไม้โทขัง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 အတန်အပြောင်းလဲမရှိသေးပါဘူးနောက်တစ်ကြောင်းမှာတော့အနိတန်ပြီးကိုတန်တိုတရနဲ့ပေါင်းမှာဖြစ်ပါတယ်အတန်နှစ်တန်ရပါတယ်ခေါ်อะခခေါ်อะခဆိုပြီးတော့เสียงตรีရပါတယ်။ဘာလက္ခဏာမှမပါသေးရင်เสียงตรีရပါတယ်။မိုင်းเอกလက္ခဏာထည့်မယ်ဆိုရင်တော့เสียงโทရပါတယ်။ခေါ်อะคะမိုင်းโทคะခေါ်อะคะမိုင်းโทคะနောက်တစ်ကြောင်းမှာအနိတန်ပြီးတန်တိုတရနဲ့အတက်သေးဆိုလို့ရှိရင်เสียงตรีရပါတယ်။ခေါ်อะบอครับခေါ်อะบอครับနောက်တစ်ကြောင်းမှာအနိတန်ပြီးတန်ရှည်တရနဲ့အတက်သေးဆိုလို့ရှိရင်တော့တရကအတန်ရှည်ပြောင်းသွားပြီဆိုလို့ရှိရင်ဘာလက္ခဏာမှမပါရင်เสียงโทထွက်ပါတယ်ခေါ်အာဘောคาบခေါ်အာဘောคาบမိုင်းโทထည့်လိုက်မယ်ဆိုလို့ရှိရင်တော့เสียงตรีပြန်ရပါတယ်ခေါ်အာဘောคาบမိုင်းโทขาบခေါ်အာဘောคาบမိုင်းโทขาบဒီအတန်ပေါင်းချုပ်စရာကိုကြည်ကြည်ညံ့ညံ့ရထားမယ်ဆိုလို့ရှိရင်အတန်တွေကိုကောင်းကောင်းနားလည်ထားမယ်ဆိုလို့ရှိရင်စကလုံးတစ်လုံးကိုမြင်လိုက်တာနဲ့ဒီစကလုံးမှာအသုံးပြုထားတဲ့ရီးကအလယ်လားအမြင့်လားအနှိပ်လားတရကအရှည်လားအတူလားအတက်ကအသေးလားအရှင်လားဒါတွေကိုခွဲခြားပြီးတော့ဘလို့အတန်မျိုးထွက်ရမယ်ဆိုတာကိုဒီအတန်ပေါင်းချုပ်စရာနဲ့ညှိပြီးတော့အတန်ထွက်နိုင်မှာဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့အတန်ပေါင်းချုပ်စရာမှာရှိတဲ့အတန်တွေအားလုံးကိုအတူတူထွက်ကြည့်ရင်းနဲ့သင်ခန်းစာလေးကိုအဆုံးသတ်လိုက်ရအောင်နော်ကာကာကာ
กา กา กัง กัง กั้ง กัง กัง กะ กะ กัด กาด การ์ดข่า ค่า ขา ขัง ข้างขัง ขะ ขัด ขาด คา ค่า ขาคัง คั่ง ขัง ค่า คะတနည်းအားဖြင့်ခครับคาบครับသင်ခန်းစာလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာမေးချင်တဲ့မေးခွန်းရှိရင် comment မှာရေးသားပေးလို့ရပါတယ်အားလုံးပဲနောက်ထပ်သင်ခန်းစာဗီဒီယိုမှာပြန်ဆုံကြမယ်နော်